စိတ်ညစ်တဲ့ချိန်တိုင်းမှာနားဆင်ကြည့်ပါညီပြော့ရင်ချီရကြမ်းမယ်စိတ်ပြော့ရင်ဒဏ်ရာကြမ်းမယ်အဲ့ဒါကြောင့်မချစ်ပါနဲ့မချစ်တဲ့သူကိုမချစ်ပါနဲ့မမေ့ပါနဲ့မေ့တဲ့သူကိုမေ့ပြစ်နိုင်ဖို့တော့ပါမလွမ်းပါနဲ့မလွမ်းတဲ့သူကိုဘယ်တော့မှမလွမ်းနဲ့လူတိုင်းကကိုယ်စိတ်နဲ့နှိုင်းပြီးတော့ဘယ်တော့မှမယုံကြည်နဲ့လူတိုင်းကကိုယ်စိတ်လို့မှုတ်ကြဘူးပြင်လိုက်ပါအားငယ်တတ်တဲ့အကျင့်ကိုပြင်လူတိုင်းကိုယုံလွယ်တဲ့အကျင့်ကိုပြင်တင့်ကိုယ်တင်မယုံကြည်တဲ့အကျင့်ကိုပြင်တွေးပြီးဝမ်းနဲ့တတ်တဲ့အကျင့်ကိုပြင်စိုးရင်စိတ်များတဲ့အကျင့်တွေကိုပြင်လိုက်ပါတင်ရအားငယ်တတ်ရင်လူတွေကခြောက်နှင်းတတ်တယ်တကူကောင်းဆန်တဲ့နေရာမှာဆန်မှာမာနာကြီးရမယ့်နေရာမှာမာနာကြီးပြစ်လိုက်အတ္တကြီးတဲ့နေရာမှာအတ္တကြီးပြစ်အားငယ်ပြီးစိတ်ညစ်နေတတ်ရင်လူတိုင်းကလိန်ညာလှည့်စားမှာပဲလူတယောက်ကမနာလို့တင်မကောင်းကြောင်ပြောရင်တောင်မှပြုံးပြုံးလေးနေပါလူတယောက်ရဲ့လိန်ညာခံရရင်စိတ်ညစ်မနေနဲ့တင်တစ်ခါပဲလိန်ညာခံလိုက်ပါထိုလိန်ညာခံရတိုင်းတင့်အတွက်ရင်းကျက်မှုတွေပါပဲလူတွေရဲ့လေစားခံရလေလေကိုယ့်အတွက်ပညာရလေလေပဲလိန်စမ်းမှာညာစမ်းမှာမနာလို့စမ်းမှာပြုံးပြပြီးတော့စိန်ခေါ်လိုက်ပေါ့လူတယောက်ကြောင့်တင်ရစိတ်ညစ်နေရင်တင်ဟာအမြဲတမ်းရှုံးနေရမှာပဲဘာအတွက်ကြောင့်စိတ်ညစ်နေမှာလဲမိဘအတွက်အာတင်ထားပါတင့်အတွက်အကောင်းဆုံးတွေဖန်တီးရအောင်မယ်တင့်ရှိရေးအတွက်အကျိုးရှိတာတွေလုပ်ရအောင်မယ်တင့်တန်တရားအတွက်စူးစမ်းရအောင်မယ်တင့်ကိုလူတိုင်းအကောင်းမြင်မှုစူးစမ်းရအောင်မယ်ဒီနေ့စိတ်ညစ်ရင်ညစ်လိုက်ပါ